Hello everyone, welcome back to your Choice Education Center. ဒီနေ့ကတော့ Grade 9ရဲ့ Unit 12 Lesson 4ကိုအတူတူလေ့လာကြရအောင် Lesson 4ရဲ့ခေါင်းစဉ်ကကြတော့ Infographics ဖြစ်ပါတယ် Infographics ဆိုတာဘာလဲဆိုရင်စာသားအရှိတွေကိုဖတ်စရာမလိုဘဲနဲ့ဇယားတွေပုံတွေသင်္ကေတတွေကိုအသုံးပြုပြီးတော့မှတစ်ချက်ကြည့်ရုံနဲ့နားလည်လွယ်အောင်ဖန်တီးထားတဲ့ပုံဖြစ်ပါတယ်အဲ့ဆိုသူ့ကိုကြတော့ဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ပညာရေးမှာဆိုရင်သင်ခန်းစာတွေအကြောင်းသားတွေပို့ပြီးတော့မှမှတ်မိအောင်နဲ့ social media တွေမှာပြီးလို့ရှိရင်လုပ်ငန်းခွင်တွေမှာ project research တွေလုပ်တဲ့အခါမှာဆိုလို့ရှိရင်သုံးပါတယ်အဲ့ဆိုရင်တကယ်လို့ကိုက infographics တွေကိုတည်ထားမယ်ဆိုလို့ရှိရင်ကြတော့အချိန်ကုန်တက်တာမယ်စာအများကြီးဖတ်စရာလည်းမလိုတော့ဘူးမိနစ်ပိုင်းအတွင်းအနည်းချုပ်ကိုချက်ချင်းမှတ်မိသွားမှာဖြစ်ပါတယ်အဲ့ဆိုရင်ကိုကအလုပ်မှာပဲဖြစ်ဖြစ်သင်ကြားရေးမှာဖြစ်ဖြစ်အဲ့ဒီအချက်လက်တွေကို infographic နဲ့တင်ပြတဲ့အခါမှာပို့ပြီးတော့မှစနစ်ကျစေပါတယ် Lesson 4မှာဆိုပါအကြောင်းလေ့လာရမလဲဆိုလို့ရှိရင် mind map and bar graph အကြောင်းနဲ့ writing a project အကြောင်းလေ့လာရပါမယ်အရင်ဆုံး writing မှာဆိုလို့ရှိရင် number 1က fill in the blanks 1 to 6 with the words from the mind map အဲ့ဆိုရင်ကွက်လက်နံပါတ်1ကနေ6ကို mind map ပုံစံနဲ့အဲ့မှာစကားလုံးတွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဘာပုံလေးရှိလဲဆိုလို့ရှိရင်အရန်ကိုမှနာမည်ကြီးတဲ့တိုင်ကနာ coffee အကြောင်း mind map လေးနဲ့ကြည့်ရအောင်ပထမဦးဆုံးလို့ဆိုလို့ရှိရင် hot water အဲ့ဒါကရေနွေးဖြစ်ပြီးတော့မှ milk နွားနို့ပြီးရင် instant coffee အသင့်ဖြော် coffee နဲ့ဒီဘက်မှာဆိုလို့ရှိရင် wafer stick ဝေဖာချောင်းနဲ့ ice chips ဆိုရင်ရေခဲသုံးတယ်ပြီး sugar တကြားတွေအဲ့ဟာက mind map ပေးထားတယ်အဲ့ဆိုလို့ရှိရင် dalgona coffee ပြုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေပြုလုပ်ရမလဲအဲ့ထဲကကွက်လက်တစ်ကနေ6ကိုဖြည့်ရပါမယ်အဲ့ဆိုအတူတူကြည့်ရအောင် to prepare dalgona coffee first take 2 tablespoons of အဲ့ဆိုရင် dalgona coffee ဖြော်ဖို့ဆိုရင်ပထမဦးဆုံးသမင်းစပွဲတင်စွန်းနှစ်စွန်းကွက်လက်ကိုယူမယ်ဆိုတော့အဲ့ဆိုဘာကိုထည့်မလဲဆိုအရင်ဦးဆုံးအသင့်ဖြော် coffee ဆိုလို့ရှိရင် instant coffee ဖြစ်ပါတယ် second ဒုတိယအနေနဲ့ဆိုလို့ရှိရင်ကျတော့ add 2 tablespoons of blank to sweeten the coffee ဒုတိယအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီ coffee ကိုချိုဖို့ကွက်လက်အဲ့ဆိုရင်စွန်းနှစ်စွန်းစာထည့်မယ်ဆိုတော့အဲ့ဆိုပါထည့်ရမလဲဆိုတော့တကြားနှစ်စွန်းတကြားဆိုလို့ရှိရင်ဒီနေရာမှာ sugar ဖြစ်ပါတယ်အဲ့ဆိုနောက်တစ်ခုသူ့ကိုပါဆက်လုပ်မလဲဆို mix them သူတို့ကိုမွေလိုက်မယ်ပေါ့ with 2 tablespoons of blank freshly boiled one ပူပူနွေးနွေးကြိုထားတဲ့ကွက်လက်ထည့်မှာအဲ့ဆိုပူပူနွေးနွေးကြိုထားတဲ့ကွက်လက်ကိုစပွဲတင်စွန်းနှစ်စွန်းစာနဲ့အတူတူရောမွေလိုက်မယ်ဆိုတော့ကြိုထားတဲ့ဘာဖြစ်မလဲဆိုရေနွေးဆိုတော့ hot water ဖြစ်ပါတယ်ပြီးဆက်ကြည့်မယ်ဆိုလို့ရှိရင် whisk until the mixture becomes thick and creamy အဲ့ဒီရောထားတဲ့ဟာတွေကိုပြစ်ပြီးတော့မှ creamy ဆိုတော့မလိုင်းတွေထလာတဲ့အထိအဲ့ဆိုရင် cloud ပေးရမယ်နောက်တစ်ခါ when it gets creamy keep it aside မလိုင်းနေဖြစ်လာပြီးမလိုင်းတက်လာပြီးဆိုလို့ရှိရင်သူ့ဘေးမှာခဏထားလိုက်မယ်အဲ့ဆိုကွက်လက်နံပါတ်လေးကိုကြည့်အောင် put some တချို့ထည့်မယ်ကွက်လက် in a class အဲ့ဆိုဖန်ခွက်ထဲမှာကွက်လက်တချို့ထည့်မယ်ဆိုတော့ရေခဲတုံးထည့်မယ်ရေခဲတုံးဆိုလို့ရှိရင် ice chips ဖြစ်ပါတယ်အဲ့ဆိုနံပါတ်5ကွက်လက်ကြည့်အောင် fill the 3/4 of the class with blank အဲ့ဆိုရင်ဖန်ခွက်ရဲ့၄ပုံတစ်ပုံကိုကွက်လက်ဖြည့်မယ်ဆိုတော့ဘာဖြည့်မလဲဆိုဒီနေရာမှာနွားနို့ကိုဖြည့်ပါမယ် milk အဲ့ဆိုဆက်ကြည့်မယ် take the mixture and put it on the milk ရောထားတဲ့ဟာကိုယူပြီးတော့မှခုနတုန်းကနွားနို့ပေါ်မှာပြန်ပြီးတော့မှလောင်းချလိုက်မယ်အဲ့ဆို number 6က finally နောက်ဆုံးမှာတော့ put a blank for decoration နောက်ဆုံးမှာအလှဆင်ဖို့အတွက်ကွက်လက်ကိုထည့်မယ်ဆိုတော့ဗာထည့်မလဲဆိုရင်ဝေဖာချောင်းကိုထည့်လိုက်မယ်ဝေဖာချောင်းဆိုလို့ရှိရင် wafer stick ဖြစ်ပါတယ်အဲ့ဆို now dalgona coffee is ready to be served အခုဆိုလို့ရှိရင် dalgona coffee ကိုတောက်သုံးဖို့အဆင်သင့်ဖြစ်ပါပြီဒါကတော့ဗာလဲဆိုလို့ရှိရင် dalgona coffee ကိုပြုလုပ်ပုံအစဉ်စဉ်ကို mind map နဲ့ပြထားပြီးတော့မှအဲ့မှာကွက်လက်1 to 6ကိုဖြည့်ရတဲ့ဟာဖြစ်ပါတယ်ဒီတစ်ခါနောက်တစ်ပိုင်းကိုဆက်ကြည့်ရအောင်
Project writing using infographics infographic တွေကိုသုံးပြီး project တွေကိုရေးမယ်ပထမဦးဆုံး pre-writing မရေးမီမှာဆိုဘာလုပ်ရမလဲဆိုတော့ brainstorm ဆိုတာကကြတော့ think as many ideas as you can from infographic ကနေပြီးတော့မှကိုပေါ့နော်စိတ်ကူးရင်စိတ်ကူးသလို idea များရင်များသလိုများကြီးစဉ်းစားခိုင်းဖို့ကိုယ့်ရဲ့စိတ်ကူးတွေကိုအများကြီးချဲ့ထွင်ဖို့အတွက်ဖြစ်ပါတယ် introduction ဆိုတာနိဒံဖြစ်ပါတယ် start with general idea အရေးပူရအားဖြင့်ကိုယ့်ရဲ့အကြမ်းဖြင်းပေါ့နော်အကြမ်းဖြင်းစိတ်ကူးပြီးတော့မှစကြည့်မယ်ပြီးရင် narrow it down to focus area ပြီးလို့ရှိရင် narrow down ဆိုတာပြန်ပြီးတော့မှကျင်းလိုက်မယ်ပေါ့နော်ကိုအာယုံဆက်ရမယ့်နေရာကိုပဲကျင်းထားလိုက်မယ်ပေါင်ကိုကျင်းထားလိုက်ပြီးတော့မှ summarize the infographic ကိုအကျဉ်းချုပ်လိုက်မယ်ပြီးနောက်တစ်ခုက why writing အဲ့ဆိုရင်ကိုရေးနေတုန်းမှာဆိုလို့ရှိရင်အဲ့ထဲမှာကျတော့ body ဆိုတာစာကိုပေါ့နော် pick 3 or 4 main features and write about them with reference to data in the infographics အဲ့ဆိုရင်အဓိကပေါ့နော်အင်္ဂါရက်3ခုအဓိက3ခုပဲကိုကရွေးပြီးတော့မှ infographic ထဲမှာကို reference လုပ်ရမယ့်ဟာမြင်ရမယ့်အချက်လက်တွေကိုပဲရေးမယ်ပြီး conclusion ဆိုတာညီကုံ build connection with introduction အဲ့ဆိုနိဒန်းနဲ့ပြန်ပြီးတော့မှချိတ်ဆက်ပြီးတော့မှရေးရပါမယ်နောက်တစ်ခုက post writing ရေးပြီးသွားပြီဆိုလို့ရှိရင် edit your first draft အဲ့ဆိုကိုယ့်ရဲ့ပထမဆုံးအကြမ်းကိုပြန်ပြီးတော့မှဖြုတ်ရမယ့်နေရာတွေပြန်ထည့်ရမယ့်နေရာတွေပြန်ပြီးတော့မှဒီဖြတ်မယ်နောက်တစ်ခါ check grammar vocabulary and spelling ကိုယ့်ရဲ့ grammar တရားတွေပြီးရင်စာလုံးပေါင်းတွေအဲ့ဒီဟာကိုပြန်ပြီးတော့မှစစ်ဆေးရပါမယ်ရေးပြီးတဲ့အခါမှာနောက်တစ်ခါ make changes if necessary တကယ်လို့လိုအပ်မယ်ဆိုလို့ရှိရင်ပြောင်းလဲရမယ့်ဟာတွေပြန်ပြီးတော့မှရေးရမယ့်ဟာတွေအဲ့လိုပြန်ပြီးတော့မှအချောတက်ရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းကကြတော့ useful language အသုံးဝင်တဲ့ဘာသာစကားဘာတွေသုံးရမလဲကိုရေးမယ့်စာမှာဆိုလို့ရှိရင် introduction body conclusion အဲ့ဒီထဲမှာဘာတွေထည့်ပြီးတော့မှရေးလို့ရတယ်ဘာတွေသုံးရမလဲဆိုတာဖော်ပြထားဖြစ်ပါတယ်ပထမဦးဆုံး introduction ဆိုတာနိဒန်းထဲမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ပုံတမို့ဇာတ်နဲ့ပတ်သက်ပြီးတော့မှ the table figure သို့မဟုတ် bar graph give data သို့မဟုတ် information on ဆိုကိုသုံးထားတဲ့ပြထားတဲ့ဇာတ်တွေပုံတွေ bar graph တွေကကွက်လက်နဲ့ပတ်သက်ပြီးတဲ့အချက်လက်တွေကိုပေးတယ်ပေါ့အဲ့လိုမျိုးရေးမယ်နောက်တစ်ခါ the biggest အကြီးမားဆုံးသို့မဟုတ် main difference between အဓိကကွဲပြားတဲ့အချက်ကကွက်လက်နဲ့ကွက်လက်ဖြစ်ပါတယ်ပေါ့ and ကွက်လက် is ကွက်လက်နဲ့ကွက်လက်ကြားဖြစ်တယ်အဲ့ဆိုရင် body ဘိုင်းမှာကြောက်ကိုဘယ်လိုရေးလို့ရလဲဆိုရင် the data suggests that အဲ့ဒီအချက်လက်တွေကကွက်လက်ကိုအကြံပြုတယ် it can be seen သို့မဟုတ် noted သို့မဟုတ် observed that blank for by blank percentage အဲ့ဆိုရာခိုင်နှုန်းကျသွားတာကိုမြင်နိုင်တယ်သို့မဟုတ်သတိပြုနိုင်တယ်သို့မဟုတ်လေ့လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေထည့်ရေးမယ် conclusion ညှိကုန်းမှာကြတော့ to summarize the most significant အချင်းချုပ်ရမယ်ဆိုလို့ရှိရင်အထင်ရှားဆုံးကတော့ကွက်လက်ဖြစ်တယ်ပေါ့အဲ့ဒီဟာကို number 2မှာကြည့်ရအောင် read the model essay below and fill the gaps with the words in the box အောက်ပါနမူနာပေးထားတဲ့စာရေးစာကုန်းကိုဖတ်ပြီးတော့မှလေးတောင်ကွက်ထဲကစကလုံးတွေနဲ့ကွက်လက်တွေကိုဖြည့်ပေးပါ background မှာပြထားတဲ့ရာခိုင်နှုန်းတွေရဲ့ပြီးရင်လတွေပါမယ်ပြီးလို့ရှိရင်အဲ့ထက်မှာ entertainment တို့ပြီး food တို့အစရှိသဖြင့် clothing တွေပါတယ်ပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်သူဆရာကွက်အသေးလေးမှာဆိုရင် suggest အကြံပြုသည်ဖော်ပြသည် summarize အကျဉ်းချုပ်ပြီးရင် data ဆိုအချက်အလက် increase slightly ဆိုအနည်းငယ်တိုးလာတယ်ပြီးရင် decrease ဆိုတာကလျော့လာတယ် increased by ဆိုကြောင့်တိုးလာတယ်ပေါ့နော်နောက်တစ်ခုကကျတော့ increased markedly တိတာအောင်တိုးလာတယ်ပေါ့အဲ့ဒီဟာတွေသူပေးထားတယ်သူပေးထားတဲ့ဟာတွေနဲ့ကွက်လက်မှာပြန်ပြီးဖြည့်ကြည့်ရအောင်ပထမကွက်လက်က the bar chart keeps the blank on the monthly expense for food clothing and entertainment of a family living in Yangon in 2022 2022ခုနှစ်မှာရန်ကုန်မှာနေတဲ့မိသားစုတစုရဲ့သူ့ရဲ့အစားအသောက်တွေအဝတ်အထည်တွေနဲ့ဖြော်ဖြေရေးတွေအတွက်လှဆင်
ကုန်ကြတဲ့စီးရင်နဲ့ပတ်သက်တဲ့ကွက်လက်ကိုဒီပါချက်မှာဖော်ပြထားတယ်အဲ့ဆိုဒီပါချက်မှာဖော်ပြထားတဲ့ကွက်လက်ဆိုဘာဖြစ်မလဲဆိုတော့အချက်အလက်ဆိုတော့ data ဖြစ်ပါတယ်နောက်တစ်ခုဆက်သွားမယ် overall it can be seen that levels of expenses vary over the period to begin in January most money was spent on food by 15% overall အလုံးခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်အဆင့်ကသူ့ရဲ့အချိန်ကာလအလိုက်မတူဘူးပေါ့နော်မတူဘူးကွဲပြားနေတာကိုတွေ့ရတယ်စပြီးပြောမယ်ဆိုရင်ပေါ့နော် to begin စပြီးပြောမယ်ဆိုရင်ဇန်နဝါရီလမှာဆိုလို့ရှိရင်ပစ္စည်းအများစုရဲ့90%လောက်ကိုအစားအသောက်နဲ့ပတ်သက်ပြီးတော့မှသူတို့သုံးစွဲထားတာတွေ့ရမယ်အဲ့ဆိုဆက်သွားမယ် column number 2က although expenses for food blank the following month it then falls in March by 45% and in April by 25%နောက်လာမှာကြတော့ဗောနော်အစားအသောက်အတွက်ကုန်ကျစရိတ်ကကွက်လက်ပေမဲ့လေနောက်ပိုင်းမတ်လမှာဆိုရင်45%နဲ့ဧပြီလမှာ25%ကျသွားတယ်ဗောနော်အဲဆိုရင်ကုန်ကျစရိတ်အစားအသောက်ကုန်ကျစရိတ်ကကွက်လက်ဖြစ်လာတယ်ဆိုတော့အနည်းငယ်တိုးလာတယ်ဆိုတော့ increased slightly ဗောနော်အနည်းငယ်တော့တိုးလာပြီမဲ့ဆရာကွက်ကိုကြည့်ရင်ပြောပါဗောနော်အနည်းငယ်တိုးလာပြီမဲ့နောက်ပိုင်းကျတော့မတ်လနဲ့ဧပြီလမှာဆိုလို့ရှိရင်အနည်းငယ်တော့ကျသွားတယ်ပေါ့အဲဆို number 3မှာကျတော့ the data blank that clothing starts with lower percentage 13% in January and 20% by February it is then blank 25% in March and by 30% in April အဲဆိုအဝတ်ထေဆိုရင်တော့ပို့ပြီးတော့မှနေတဲ့ရာခိုင်နှုန်းနဲ့စတင်နေဒါ graph မှာကြည့်ရင်ပြောမယ်ဆိုစတင်နေဆိုတာကိုကွက်လက်မှာဖော်ပြထားတယ်ဆိုတော့ကွက်လက်မှာဖော်ပြတယ်ဆိုတာအကြံပြုထားတယ်ဖော်ပြတယ်ဆိုရင် suggest that ဆိုပြီးတော့မှသုံးတယ်ပေါ့နော် suggest that အဲ့ဆိုရင်ဇန်နဝါရီလမှာ30%နဲ့ဖေဖော်ဝါရီလမှာ20%ဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာကျတော့မတ်လမှာဆိုလို့ရှိရင်20%နဲ့ဧပြီလမှာဆိုရင်30%ကွက်လက်ဖြစ်လာတယ်ဆိုတော့30%ဘာဖြစ်လာမလဲဆိုရင်တိုးလာတယ်ပေါ့နော်တိုးလာတယ်ဆိုလို့ရှိရင် increased by ပေါ့နော် increased by 25% ဖြစ်ပါတယ်အဲ့ဆိုစက်ကြည့်မယ်ဆိုရင် only 20% is spent on entertainment in January and in February expenses on entertainment blank in March and April ဇန်နဝါရီနဲ့ဖေဖော်ဝါရီလမှာတော့ဖြိုဖြည့်ရေးမှာဆိုလို့ရှိရင်20%ကိုသာသုံးထားတယ်မတ်လနဲ့ဧပြီလမှာကျတော့ဖြိုဖြည့်ရေးမှာဆိုလို့ရှိရင်သူတို့ရဲ့ expenses ကုန်ကျစရိတ်ကကွက်လက်ဖြစ်လာတယ်ဆိုရင် graph နဲ့ရှင်းကြည့်မယ်ဆိုတော့ဘာဖြစ်လဲဆိုတိတိတသာကိုတိုးလာခဲ့တယ်ဆိုတော့ increase markedly အဲဆိုရင် number 6က to blank ကွက်လက်လုံးမယ်ဆိုရင်တော့ဒါတော့လွယ်တယ်ကွက်လက်လုံးမယ်ဆိုအချင်းချုပ်လိုက်မယ်ဆိုရင်ပေါ့အဲဆိုဒီနေရာမှာ summarize the most significant increase in expenses can be observed in entertainment အဲဆိုအချင်းချုပ်ပြောရမယ်ဆိုရင်ကုန်ကျစရိတ်ရဲ့အတိတာဆုံးပေါ့နော်တိုးမြင့်လာတာတော့ပါလဲဆိုရင်ဖြိုဖြည့်ရေးမှာဖြစ်နိုင်တယ်ပေါ့နော်ဖြစ်ကြောင်းobserve ဆိုတော့သူကလေ့လာခဲ့တယ်ပေါ့နော်အဲဆိုဒီနေရာမှာ the most significant အတိတာဆုံးကွက်လက်က can be seen in food အစားအသောက်မှာတွေ့မြင်နိုင်တယ်ဆိုအတိတာဆုံးကွက်လက်ဆိုတော့ decrease အတိတာဆုံးလျော့လာတာကတော့အစားအသောက်မှာဖြစ်ပါတယ်ဒါကတော့ bar graph ကိုကြည့်ပြီးတော့မှကွက်လက်လေးတွေကိုဖြည့်ထားပြီးသူပေးထားတဲ့စာလုံးလေးနဲ့ပြန်ဖြည့်ထားတဲ့ဟာဖြစ်ပါတယ်နောက်ဆုံးအပိုင်းလေးနံပါတ်3ကတော့ in groups of 4 write a report on the following graph which shows the percentage of gym membership according to age groups အဲ့မှာဆိုလို့ရှိရင်လေးယောက်တအုပ်စုဖွဲ့ပြီးတော့မှဘာရေးရမလဲဆိုရင်စာတစောင်ရေးရပါမယ်အဲ့ဒီစာဘာအကြောင်းရလဲဆိုလို့ရှိရင်အသက်အရွယ်အုပ်စုအလိုက်ပေါ့နော် gym အားကစားရုံမှာအားကစားရုံရဲ့အဖွဲ့ဝင်တွေရာခိုင်နှုန်းပြထားတဲ့ graph ကိုကြည့်ပြီးမှဘာလုပ်ရမလဲဆိုရင်အစီရင်ခံစာတစောင်ရေးရမှာဖြစ်ပါတယ်အဲ့မှာအသက်အရွယ်အုပ်စုရှိမယ်ပြီးရာခိုင်နှုန်းရှိပါမယ်အဲ့ဒီနဲ့ဟာနဲ့ပတ်သက်တဲ့စာတစောင်ရေးပေးရမှာဖြစ်ပါတယ်
အဲဆိုရင် sample ဥပမာလေးကြည့်အောင်ပေါ့နော်။ဏိဒာအနေနဲ့ဆိုလို့ရှိရင်ခုနတော့ကသူတို့ပေးထားတဲ့ useful language အသုံးဝင်တဲ့ဘာသာစကားမှာပေးထားတဲ့ဏိဒန်းစာကိုဏိကုံးကိုကြည့်ပြီးတော့မှရေးပါမယ်။အဲဆိုလို့ရှိရင်ဒီနေရာမှာ the bar graph give information on the percentage of gym membership according to different age group အဲဆိုရင်ဒီ bar graph မှာဆိုရင်အသက်အုပ်စုအမျိုးမျိုးပေါ့နော်အသက်အုပ်စုအလိုက်အားကစားယုံရဲ့အဖွဲ့ဝင်ကနေပြီးတော့မှရာခိုင်နှုန်းတွေကိုဖော်ပြထားတာဖြစ်ပါတယ် The biggest difference between the age group is that young and middle age adults go to the gym much more than children and teenagers အဲ့မှာဆိုရင်အသက်အုပ်စုတွေကြားမှာအကြီးမားဆုံးကွာခြားမှုလို့ပြောမယ်ဆိုလို့ရှိရင်တော့လူငယ်နဲ့လူလတ်ပိုင်းအရွယ်မှာဆိုရင်ကလေးတွေနဲ့ဆယ်ကျော်သက်တွေထက်အားကစားယုံကိုပိုသွားကြတာတွေ့ရပါမယ်။ဒါက bar graph မှာပေးထားတဲ့ percentage ကိုကြည့်ပြီးတော့မှပြောတာဖြစ်ပါတယ်။ as body စာကိုမှာဆိုလို့ရှိရင်ကြတော့ the data suggests that gym membership is most popular among people aged between young adulthood and middle age, with both groups reaching 30%. It can be seen that the percentage falls by 15% when we look at the senior adults group compared to the middle age group. Additionally, the membership rate for children and teenagers is the lowest at only 10%. အဲ့ဒီမှာ graph ကိုကြည့်ပြီးမှပြောမယ်ဆိုလို့ရှိရင်အချက်လက်ရပါတော့membership အားကစားယုံမှာဆိုလို့ရှိရင်တို့အဖွဲ့ဝင်ကလူငယ်နဲ့လူလက်ပိုင်းအရွယ်ကြားမှာဆိုလို့ရှိရင်ကျတော့popular ဆိုရေပန်းအစားဆုံးဖြစ်ပြီးတော့မှအဲ့နှစ်ဖွဲ့လုံးမှာဆိုလို့ရှိရင်30ရာခိုင်နှုန်းအထိရှိတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကျတော့လူလက်ပိုင်းအရွယ်နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်ကျတော့အသက်ကြီးတဲ့လူတွေပေါ့နော်အသက်ကြီးတဲ့အုပ်စုမှာဆိုရင်အဖွဲ့ဝင်ကဘယ်လောက်ပဲရှိလဲဆိုရင်15ရာခိုင်နှုန်းလောက်ညော့သွားတာကိုကိုကလေ့လာတွေ့ရှိထားတယ်။ Additionally ဆိုတာဒါအပြင်ကလေးငယ်တွေနဲ့ဆယ်ကျော်သက်တွေမှာဆိုရင်အဖွဲ့ဝင်နှုန်းကဘယ်လောက်လဲဆိုရင်10ရာခိုင်နှုန်းသာရှိပြီးတော့မှအနည်းဆုံးဖြစ်တယ်ပေါ့နော်။အဲဆို conclusion မှာဆိုလို့ရှိရင်ကျွန်တော်ညှိကုန်းမှာဆိုရင် to summarize အချင်းချုပ်ရမယ်ဆိုလို့ရှိရင် the most significant ဆိုရင်အထင်ရှားဆုံးတွေ့ရှိရတဲ့အချက်ကis that adults are the main group participating in gym activities အဲဆိုအထင်ရှားဆုံးကကြတော့adult လူကြီးပိုင်းမှာဆိုလို့ရှိရင်လူလတ်ပိုင်းမှာဆိုရင်ပေါ့နော်အားကစားကိုပို့ပြီးတော့မှလှုပ်ရှားမှုမှာပါဝင်တဲ့လူတွေဖြစ်ပါတယ် while younger people and senior have lower membership rates အဲ့မှာလူငယ်နဲ့တက်ကြီးတွေမှာဆိုလို့ရှိရင်ကျတော့အဖွဲ့ဝင်ပါဝင်မှုနှုန်းပေါ့နေပါကြောင်းတွေ့ရတာဖြစ်ပါတယ်တဲ့ဒါကကြတော့bar graph မှာပေးထားတဲ့ဆရာကိုကြည့်ပြီးမှအားကစားယုံအဖွဲ့တွေရဲ့သူတို့ရဲ့အားကစားမှာပါဝင်တဲ့ရာခိုင်နှုန်းကိုပြောပြထားတာဖြစ်ပါတယ်ဒီနေ့ share လုပ်ပေးသွားတာကတော့ grade 9 unit 12 lesson 4ရဲ့ infographics ကောင်းစင်နဲ့ share လုပ်ပေးသွားတာဖြစ်ပါတယ်အဆုံးထိအတူတူလေ့လာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye